တကယ်ကျွန်တော်အလုပ်ပဲမင်္ဂလာပါ Animus Anime ကနေပြန်ကြိုဆိုလိုက်ပါရစေကျွန်တော်နဲ့ဆက်ပေးမဲ့ Anime ကတော့ Solo Level ရဲ့ Episode 3ပဲဖြစ်ပါတယ်စောင့်ကျင်ဝူလည်းရစ်ခုံပေါ်ရောက်နေပြီးရုပ်ထုတွေကဝိုင်းထားလို့အရန်ကြောက်နေခဲ့တယ်အဲ့မှာရုပ်ထုကသူ့ကိုထိုးလိုက်တော့ကစားသမားဖြစ်သွားလို့ဂုံယူချောင်းရေးထားတဲ့စာကိုတွေ့လိုက်ရပြီးဆေးရုံမှာလန်နိုးလာခဲ့တယ်ဆေးရုံမှာလားငါချစ်တော့ရောဟာဘာမှမဖြစ်ပါလားအဲ့ဒါအိမ်မက်များလားဟန်တာရုံကလူတွေလျှောက်လာပြီးဟန်တာအဖွဲ့စုံစမ်းရေးဌာနကောင်းဆောင်ဝူချင်းမှာဆရာဝန်ချင်းခေါ်လိုက်အောင်မယ်ခဏနေတော့ကိုမဝင်နေတာ3ရက်တောင်ရှိပြီလားကျန်တဲ့လူတွေရောမစ္စတာဆောင်ကတော့လက်ကိုဆုံရှုံသွားလို့အနားယူတော့မယ်ထင်တယ်ဂျိုဟဲလည်းစိတ်တန်ရာတွေကိုကုသနေတော့မယ်သူမလည်းအလုပ်ဆက်လုပ်မှမလားမသိတော့ဘူးဂူတက်ကပြန်ထွက်လာနိုင်တဲ့သူက6ယောက်ပဲရှိတယ်ဟန်တာအလုပ်ကအန်ရများပေမဲ့အခုတော့မသိဘူးကျန်တဲ့လူတွေစီကသတင်းကြားတာနဲ့အမြန်ရောက်လာခဲ့ပေမဲ့မင်းလဲနေတာပဲတွေ့လိုက်ရတယ်ဖျားเจ้าနဲ့ရုပ်ထုတွေကိုတော့မတွေ့တော့ဘူးဂျုံရခတ်တယ်နော်တက်ရှင်တဲ့လူတွေနဲ့အလောင်းတွေကိုသာမတွေ့ရင်မင်းကိုတန်ရဝင်ကြမှာပဲဒါနဲ့ဆောင်ကျင်ဦးနှစ်ကြိမ်နိုးထတာဖြစ်ဘူးလားနိုးထတာလားဟန်တာရဲ့အစွမ်းတွေကနှိုးထပြင်းရတယ်လေတချို့ဟန်တာတွေကတော့ဒုတိယကြိမ်နှိုးထတာမျိုးကြုံရတယ်အကန့်အသတ်တွေကိုကြော်လွန်ပြီးဒါမှမဟုတ်ရင် S အဆင့်ဟန်တာတွေဖြစ်လာကြတယ်လေဒါဆိုရင်ငါလဲဒီဘောက်ကိုလက်တင်လိုက်ပါလားမချစ်အစွမ်းတိုင်းတဲ့ပစ္စည်းပဲလွတ်လာတဲ့သူတွေပြောတဲ့အတိုင်းတကယ်အကောင်ကြီးတွေရှိနေရင်ဒီကောင်လွတ်လာစရာအကြောင်းမရှိဘူးဒါပေမဲ့အဲ့ဒီအကောင်တွေကိုလုံးဝမတွေ့ရတော့ဘူး S အဆင့်ဟန်တာရဲ့အစွမ်းမှလွတ်မြောက်နိုင်မယ်အဲ့ဒါကြောင့်သူ့ကိုဒုတိယနှိုးထမှုဖြစ်မယ်လို့ထင်ထားတာဆက်မှတ်ပဲရပြီးအချိန်တွေကရောငါတို့လောက်တာမှားသွားတာအဆင့်တော်မှာ80ရှိတာကိုသူကတာမန်လူပါပဲလေဂူကလည်းပိတ်သွားပြီဒီကောင်ဘလို့တက်ရှင်သွားတာလဲဘာမှမဟုတ်တာကိုခေါင်းလာစားနေတာပဲအဲ့မှာစာဝင်နေတာကိုတွေးလို့ထိလိုက်ပေမဲ့မရလို့ထိလို့ရတဲ့မှန်မဟုတ်ဘူးပေါ့သူလည်းတက်ခံရတော့ကအာနေချင်းဆိုတဲ့တာဝန်ပြီးဆုံးသွားလို့ကစားသမားဖြစ်မလားမဟုတ်ရင်3.3စက္ကန့်အတွင်းသေမလားဆိုတာကိုရွေးချယ်ခိုင်းတာကိုမှတ်မိသွားခဲ့တယ်အဲ့မှာသူညမဝင်လာပြီးယူဆိုင်အောင်တော့ sorry ပါအကိုကအမြဲတန်ရရနေလို့စိတ်ပူလိုက်ရတာနောက်တစ်ခါထပ်ဖြစ်ရင်ဟန်တာမလို့ရတော့အောင်လို့ကြောင်းထွက်ပြီးလှုပ်တော့မှာနော်အေးပါဒါကိုမြင်ရလားဘာကြီးလဲဘာမှမဟုတ်တော့ဘူးဂိမ်းထဲမှာမဖတ်ရသေးတဲ့စာတွေရှိရင်ဘယ်လိုမျိုးဖတ်ရတာလဲစာပုံထဲဝင်ကြည့်လိုက်ပေါ့အဲ့မှာ message ကိုတွေ့လိုက်ရတယ်နေကောင်းနေပြီဆိုရင်လည်းသွားတော့မယ်နော်ဂျင်ဦးလည်းသူ့စီရောက်နေတဲ့ message တွေကိုဖတ်နေပြီးနေ့စဉ်လေ့ကျင့်ခန်းဆိုပဲသူလိုရမယ့်လေ့ကျင့်ခန်းတွေပေါ်လာပြီးအဲ့ဒါတွေမလုပ်ရင်အဖြစ်ပေးမယ်ဆိုပဲအခုကစေးုံရောက်နေတာအဲ့ဒါလို့ဖို့အားမရှိဘူးအချိန်ကုန်သွားခဲ့တယ်တစ်ဖက်မှာတော့ဝူချင်းလည်းစောင့်ကျင်ဝူစီမှာဒုတိယချိန်နှုတ်ထမှုမရှိကြောင်းဥက္ကဋ္ဌကိုစီကိုကြောင်းကြလိုက်တယ်ညနေရောက်တော့ try လဲနောက်မရှင်ကပြီးစင်ပဲချာဟဲအင်းကိုခေါင်းဆောင်ဖြစ်ပါစေခြင်းနဲ့အခုမရှင်ကအသက်တီကိုတိုးတက်စေဖို့လေကျမကခေါင်းဆောင်လုပ်ဖို့လောက်ထိမတော်ဘူးလေအေးဆေးပါသူတို့တွေကညီမစီကတင်ယူကြလိမ့်မယ်ငါတို့ဟန်တာကလိုက်ကနိုင်ငံအတွင်းမှာဆိုရင်အဆင့်5အတွင်းဝင်ပေမဲ့ကဘာနဲ့ရှင်ရင်တိတ်မကြမ်းသေးဘူးတိုက်ပွဲအတွေ့အကြုံတွေကိုလာမဲ့အချိန်တွေမြင့်တင်ရမယ်ညရောက်တော့လမ်းမမှာဂိတ်တွေပေါ်လာလို့လူတွေလည်းစိုးရိမ်နေကြတယ်တစ်ဖက်မှာတော့ဂျင်ဦးလည်းလေ့ကျင့်ခန်းနေပြီးအောင်မလုပ်လို့အဖြစ်ပေးခံလိုက်ရကတက်ကနာရထဲကိုရောက်သွားခဲ့တယ်အဲ့မှာကင်းချေပြားကြီးပေါ်လာပြီးတာဝန်ကတော့၄နာရီအတွင်းမှာမသေးအောင်လုပ်ရမှာဖြစ်ပြီးနောက်နေတာလားဆေးရုံမှာတော့နတ်စမတွေကဂျင်ဝူရဲ့အခန်းကိုလာကြည့်တာသူ့ကိုမတွေ့လို့လိုက်ရှက်နေကြပြီးဂျင်ဝူကတော့မသိအောင်ပြေးနေရတယ်ဘယ်နှကောင်တောင်လဲဟာ2နာရီတောင်ကြံသေးတယ်မပြေးနိုင်တော့ဘူးကွာအကောင်ကသူ့ကိုအုပ်လိုက်ပေမဲ့အချိန်ပြည့်သွားလို့အခန်းထဲကိုပြန်ရောက်သွားခဲ့တယ်အဲ့မှာမစ်ရှင်အောင်မြင်ကြောင်းစာပို့လာပေမဲ့မဖတ်နိုင်ပဲမိသွားခဲ့ကနတ်စမတွေနဲ့ထပ်တိုးတယ်နောက်နေ့မနက်ကျတော့ဂျင်ဝူလည်းလေ့ကျင့်ခန်းဝတ်စုံနေဖွင့်ပြီးအပြင်ထွက်သွားခဲ့တယ်ဂျိုဟဲကတော့သူ့ကိုလာခေါ်တဲ့ဟန်တာအဖွဲ့စီကနေဂျင်ဝူပြန်ကောင်းသွားပြီဆိုတာကိုကြားလို့ဆေးရုံကိုလိုက်သွားခဲ့ပြီးအဲ့မှာဂျင်ဝူပြင်းနေတာကိုတွေ့လိုက်ရတယ်ဂျင်ဝူလည်းသတိပြန်ရတာ4ရက်ရှိပြီဒါကပုံရိပ်ရောင်မဟုတ်ဘူးနေ့စင်တာဝင်နေပြီးရင်စုရတယ်အပြေးဝပြန်ကောင်းတာကိုယူလိုက်တော့အပြန်ပြေးသွားပြီးရလာတဲ့အမှတ်တွေကိုလည်းခွန်အားမှတိုးလိုက်ကတကယ်အားရှိလာသလိုပဲအခုငါကအန်အောဆရာတွေနဲ့ကြုံတွေ့နေရတာပဲသူ့ကိုလူတွေဝိုင်းကြည့်နေလို့ရှိနေမိတယ်နောက်ဆုံးရတာကတော့နေ့စင်စုတွေပဲဒီနေ့ရောဘာတွေရလာမှာလဲအဲ့မှာတော့ချောင်းထွက်လာကတမ္မာဘိုးကိုလေ့ကျင့်ရအောင်မယ်မြို့ထဲမှာခိတ်သစ်တွေပေါ်လာတဲ့အကြောင်းကိုသတင်းတင်ဆက်နေပြီးဂျင်ဦးလည်းသူ့မေစီကိုတွားလဲတယ်လွန်ခဲ့တဲ့၄နှစ်တုန်းကရုတ်တရက်သူ့ရဲ့အမေမေလဲသွားပြီးအဲ့ဒါကနောက်ဆုံးအိတ်ဆက်ချင်းဆိုတဲ့ယောဂဖြစ်နေမှသိလိုက်ရကခိတ်တွေပေါ်လာပြီးခနဲကဖြစ်တဲ့ယောဂဖြစ်လို့လူတောင်းချီမှာတယောက်ဖြစ်တဲ့ယောဂပဲဖြစ်တယ်အဲ့ခနဲကဂျင်ဦးလည်းအလုပ်တွေလုပ်ပြီးဝင်ငွေရှာခဲ့ရတယ်အဲ့နောက်မှာတော့ဟန်တာဝင်ခွင့်အောင်သွားလို့သူ့မေစီဖို့ရအောင်လို့ဟန်တာဝင်လုပ်ခဲ့ပေမဲ့မွန်ဆာလေးတွေကိုတော့မနိုင်လို့အမြဲပြောခံခဲ့ရတယ်သူလည်းလေ့ကျင့်ခန်းတွေလှုပ်ရလာတဲ့အမှတ်တွေကိုခွန်အားထဲပဲထည့်လိုက်ပြီးမြောက်ဖူတာစီကိုထွက်လာခဲ့တယ်ထွက်ပြေးတာတော့ယုံကြည်ချက်ရှိတယ်အရှင်တစ်ခေါက်ကလိုမျိုးကြုံတာနဲ့ပြေးမယ်အဲ့မှာပေါ်လာတဲ့တော့ကလောက်ကိုဖွင့်လိုက်တော့ဂိတ်တစ်ခုပေါ်လာလို့ဝင်လိုက်တယ်ခဏနေတော့ခိတ်ပိတ်သွားပြီးတခြားသူတွေကတော့ထွက်လို့ရတယ်ဒါကနောက်ထပ် dimension ပေါ့စိတ်လေလိုက်တာပြေးလို့မရတော့ဘူးပေါ့ငါက boss ကိုမတက်ရင်ထွက်မရတော့ဘူးဒီတစ်ခါငါကအကုန်လုံးကိုတယောက်ထဲလှုပ်ရတော့မှာလားအဲ့ဒါဆိုရင်လည်းကျုံးပြီကွာရှောက်သွားရင်းနဲ့ goblin တွေနဲ့တိုးပြီးတက်ခိုင်းမှုကိုခုခံနေရတယ်ဂျင်ဦးလည်းလက်ရည်တက်လာပေမဲ့ဟိုကခုတ်လိုက်တာအိပ်ပြတ်သွားခဲ့တယ်သူလည်းတင်းလို့ဓာတ်နဲ့ထိုးလိုက်ပြီးကျန်တဲ့နှစ်ကောင်ကိုပါရှင်းလိုက်တယ်သူလည်းမောနေတုံရုတ်တရက်လိုက်တဲ့ဝင်ပလီတွေကလာတိုက်ခိုက်တယ်ဟာငါ6လောက်နေလုံးလို့မရတော့ဘူးကြောက်နေတာလားထတိုက်တာကိုရှောင်လိုက်ပေမဲ့ထိသွားပြီးငါ့ကိုကုသပေးမဲ့လူမရှိတော့ဘူးမှားရင်လက်မှာ
အဲ့မှာဝင်ပလီကထပ်တိုက်ခိုက်တော့ကြောက်နေခဲ့တယ်အဆုံးထိရှုပ်ပေးခဲ့ကြလို့တငယ်ချင်းတို့အလုံးကိုထူပဲကျေးဇူးတင်ရှိပါတယ်